ဇလန်းလေးရဲ့အစပိုင်းမှာတော့မော်ကျန်းစာအုပ်ကြီးလေးအုပ်ကငြိမ်းချမ်းစွာအတူညီညွတ်ခဲ့ကြပြီးစကြဝဠာကြီးကလည်းဟန်ချက်ညီနေခဲ့ပါတယ်။ဒါပေမဲ့ဝိဇ္ဇာဆိုးမဟာမိတ်ဖွဲ့ကအဲ့ဒီကျန်းစာအုပ်တွေကိုခိုးယူသွားပြီးသူတို့ရဲ့အစွမ်းတွေနဲ့မော်ကျန်းစာအုပ်တွေကိုမကောင်းတဲ့အစွမ်းတွေဖြစ်သူပြောင်းလဲလိုက်ကစကြဝဠာကြီးကိုပါအမှောင်ဖုံးသွားစေပါတယ်။အဲ့ဒီထဲကဂျန်တီဂရီမွာလို့ခေါ်တဲ့စာအုပ်တအုပ်ကတော့ဝိဇ္ဇာဆိုးတွေရဲ့လက်ကနေထွက်ပြေးလာပြီးသူ့ကိုကာကွယ်ဖို့အတွက်လည်းအပြာရောင်အဆောင်ရှောက်ဖွဲ့ကကျိန်ဆိုခဲ့ကြပါတယ်။အဲ့လိုနဲ့အပြာရောင်မင်းစားလေးတွေကသူတို့စီကိုရောက်လာတဲ့မော်ကျန်းစာအုပ်ကိုသူတို့ရဲ့ smart viewer မှာပဲဝိဇ္ဇာဆိုးတွေခြေရာခံလို့မရအောင်ဖွက်ထားလိုက်ပါတယ်။အဲ့လိုနဲ့နှစ်တွေကြာပြီးနောက်အပြာရောင်မင်းစားလေးတွေနေထိုင်တဲ့ smart viewer လေးမှာတော့အပြာရောင် smart လေးတွေကသူတို့ရဲ့ခေါင်းဆောင်ပပ smart နဲ့အတူတူ DJ တီးလုံးတွေနဲ့တချင်းတွေကိုလည်းတီဆိုကခုံပျော်ရွှင်နေကြပါတယ်။အဲ့ဒီရွာလေးကိုပပ smart လို့ခေါ်တဲ့အဖိုးတယောက်ကအုပ်ချုပ်နေတာဖြစ်ပြီးအရာအလုံးကလည်းအဆင်ပြေနေပေမဲ့ smart တွေထဲမှာရွာကိုအသေးရောက်လာတဲ့နိုးနိမ့်လို့ခေါ်တဲ့ smart တကောင်ကတီဆိုကခုံပြီးသွားတဲ့အခါမှာတော့တခုခုကိုစိတ်တိုင်းမကျဖြစ်နေပါတယ်။ပပ smart ကအိမ်ကိုပြန်ခါနီးကိုပိုင်လှုပ်ရှိတဲ့အရက်မှာနေတာမကောင်းဘူးလားလို့တချင်းကြီးလိုက်တဲ့အခါနိုးနိမ့်ကသတိထားမိသွားပြီးနောက်ကလိုက်သွားကကျွန်တော်မှအခုထိအလုံးမရှိသေးကြောင်းပြောပါတယ်။အဲ့ဒါကလူတိုင်းမှာနာမည်ရှိပြီးအဲ့ဒီနာမည်တိုင်းလဲသူတို့ကစွမ်းဆောင်ရည်တွေရှိကြပြီးတော့လူတန် smart လို့ခေါ်တဲ့သူကနာမည်တိုင်းပဲတမထွားကြိုက်တဲ့သူဖြစ်ပြီး brainy လို့ခေါ်တဲ့သူကညံကောင်းတာကြောင့်တခြားသူတွေကသူတို့နာမည်နဲ့အလုပ်တွေကိုစီရှိနေတဲ့အတွက်သူလဲရွာမှာအလုပ်တစ်ခုလိုချင်လို့နာမည်ပြောင်းချင်တယ်ဆိုပြီးပပ smart ကိုမနေပူစာနေပါတယ်အဲ့လိုပူစာနေတဲ့ smart ရဲ့နာမည်ကနိုးနေဖြစ်ပြီးနာမည်တိုင်းပဲနာမည်မရှိတဲ့အလုပ်ဖြစ်တဲ့အကြောင်းကိုပပ smart ကပြန်ပြောလိုက်ပေမဲ့နိုးနေကနာမည်မရှိဘူးဆိုရင်ကျွန်တော်ကဘာမှမဟုတ်တဲ့ကောင်ဆိုပြီးစိတ်တက်ကြသွားပါတယ်ပပ smart ကတချို့ smart တွေဆိုသူတို့အလုပ်ကိုရှာတွေ့ဖို့အချိန်ပိုယူရတယ်လို့နိုးနေကိုအားပေးပြီးဘေးနာကစရင်စစ် smart ကိုကြံနေသေးတဲ့နာမည်စရင်တွေတစ်ချက်ရှာခိုင်းလိုက်ပါတယ်အဲ့ဒီထဲတစ်သားဖက်နှက်လို့ခေါ်တဲ့နာမည်နဲ့ငမန်းထိန်နာမည်ပဲကျန်တော့တာကြောင့်နိုးနှင်းကသဘောကျသွားကယူဖို့လှုပ်လိုက်ပြီးနာမည်တိုင်းပဲတစ်သားဖက်နှက်ဆိုတဲ့အလုပ်ကိုလုပ်နိုင်ဖို့ကလည်းကြံနေပါသေးတယ်နိုးနှင်းကလည်းတစ်သားဖက်နှက်လုပ်ဖို့အတွက်စူးစမ်းကြည့်လိုက်ပြီးနာမည်နဲ့မကိုက်ဖြစ်နေပါတယ်အားလုံးကနာမည်တိုင်းတစ်သားဖက်နှက်တွေထွက်လာလိမ့်မယ်လို့ထင်နေကြပြီးတော့ smart အားလုံးတွေးထားတာနဲ့တခြားစီဖြစ်နေပါတယ်ဒါကြောင့်ပေးစရာနာမည်မရှိတော့ဘူးဆိုတာကိုတီးလိုက်ရတဲ့နိုးနှင်းကလည်းစိတ်ပြတ်သွားတာကြောင့်မိန်းကလေး smart ဖက်ကစိတ်ပြေလက်ပြောက်ဖြစ်အောင်တော်တဲ့ smart berry တီးတွေတွားကူးမယ်ဆိုပြီးခေါ်သွားပါတယ်နိုးနှင်းကသူဟာထူးဆန်းတဲ့ smart တကောင်ဖြစ်ပြီးနာမည်လည်းမရှိလို့အရန်ခံစားရကြောင်း smart ဖက်ကိုပြောပြရာသူလည်းနိုးနှင်းရဲ့ခံစားချက်ကိုနားလည်တယ်လို့ပြန်ပြောပါတယ်ဘာလို့လဲဆိုရင်သူက smart တွေအားလုံးရဲ့ရန်သူတော်ကြီးဝိဇ္ဇာဆိုဂါဂါမဲကရွှွန်စေးနဲ့တီထွင်ထားတဲ့ smart တကောင်ဖြစ်ပြီးတော့အမြင်မှန်ရသွားကဂါဂါမဲကိုပုံကန်ပြီး smart တွေနဲ့အတူတူနေထိုင်ဖို့ရွေးချယ်လိုက်တယ်လို့နိုးနှင်းကိုပြောပြပါတယ်အဲ့ဒါကြောင့်နာမည်တစ်ခုရဖို့အချိန်လိုတဲ့အကြောင်းနဲ့ကိုယ့်ရဲ့အရေးချင်းအစစ်အမှန်ဖြစ်ဖို့လဲလိုသေးတယ်ဆိုတာကိုပါရှင်းပြလိုက်ပါတယ်စမတ်ဖက်ပြောတာတွေကိုလည်းနိုးနှင်းကလက်ခံလိုက်ပြီးသူ့ရဲ့အစွမ်းစစ်နဲ့နာမည်အစ်စ်ကိုရှာဖို့တော်ထဲမှာရှောက်ကြည့်နေရင်တနေရာမှာတော့ကိုပိုင်လှုပ်လေးလိုချင်တယ်ဆိုပြီးကောင်းကင်ကိုမောကြီးကဆူတောင်းလိုက်ပါတယ်အချိန်တွေသာကုန်သွားပေမဲ့ဘာမှမဖြစ်လာလို့နိုးနှင်းလဲစိတ်တက်ကြကငိုင်နေတဲ့အချိန်တောအုပ်ထဲကနေကျန်းစာအုပ်လေးကစိတ်ပြက်နေတဲ့နိုးနှင်းကိုလှမ်းပြီးတော့ကြည့်နေပါတယ်နာမည်အစ်စ်ကိုရှာတွေးဖို့ကလည်းအချိန်ယူပြီးလုပ်ရင်ဖြစ်နိုင်တဲ့အတွက်စိတ်ပူစရာမလိုတဲ့အကြောင်းကိုစာအုပ်လေးကပြောပြီးကူညီပေးဖို့အတွက်လုပ်နေတော့နိုးနှင်းကရုတ်တရက်မော်အစွမ်းနဲ့လေးဘောကိုထပ်ပြန်သွားပါတယ်လက်ကနေလဲမော်အစွမ်းတွေတုံးပစ်နေတာကိုစမတ်ဖက်ကမြင်သွားပြီးနိုးနှင်းကမော်ပညာတတ်တာပဲဆိုကချီးကျူးလိုက်ပါတယ်နိုးနှင်းနဲ့စမတ်ဖက်လည်းရွာကိုပြန်သွားလိုက်ကရွာသားတွေအပါအဝင်ပပစမတ်ကိုသူတော်ထဲမှာဆူတောင်းလိုက်လို့အစွမ်းတွေရလာကမော်ပညာကိုလည်းတုံးနိုင်တာကြောင့်သူ့ရဲ့နာမည်အစ်စ်ကမော်ဆရာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်ပပစမတ်ကလည်းမဖြစ်နိုင်ဘူးဆိုပြီးပြောလိုက်တော့နိုးနှင်းကသူ့ရဲ့အစွမ်းကိုအားလုံးရဲ့အရှိမအသုံးပြုပြလိုက်ပြီးကောင်းကင်ဘုံကိုလည်းပြပြလိုက်ပါတယ်အစွမ်းသုံးနိုင်တာကမှန်ပေမဲ့အဲ့ဒီအစွမ်းကတခြားကဘာတွေကိုပါဖောက်ထွက်သွားလို့ပပစမတ်ကချက်ချင်းရက်ခိုင်းလိုက်ရပါတယ်အဲ့ဒီချိန်ရဲတိုက်တစ်ခုမှာအချက်ပေးတံမြည်သွားပြီးချက်ချင်းပဲလူတစ်ယောက်ကအခန်းတစ်ခန်းစီကိုပြေးသွားပါတယ်အခန်းထဲမှာတော့မော်ဆရာတစ်ယောက်ရှိပြီးအဲ့ဒီလူကတော့ဂါဂါမဲရဲ့ညီရာဇာမဲပဲဖြစ်ပြီးတော့သူ့ရဲ့တပည့်ဂျိုးကအခန်းထဲဝင်လာကစွမ်းရင်အာယုံခံတဲ့ဆက်ကစမတ်ဖီယာကိုရှာတွေ့လို့အချက်ပြတဲ့အကြောင်းရာဇာမဲကိုပြောပြနေပါတယ်ဂျိုးကအရှင်ရဲ့အကူဂါဂါမဲကိုရောအကြောင်းပြန်ရမလားလို့မေးလိုက်ရာရာဇာမဲကငတုံးတကောင်ကြောင့်အနှောက်ယှက်ဖြစ်တယ်ဆိုပြီးရှာဖွေရေးကိုမြင်မြန်လောက်ခိုင်းလိုက်ပါတယ်ခုနကနိုးနှင်းသုံးလိုက်တဲ့မော်စွမ်းကိုခြေရာခံမိသွားတာကြောင့်ချက်ချင်းပဲစမတ်ဖီယာကိုလိုက်သွားလိုက်ပြီးအဲ့ဒီနေရာရဲ့အဓိကဖြစ်တဲ့ပ
Papa Smurf ကိုဖမ်းခေါ်သွားပါတယ်အဖမ်းခံလိုက်ရတဲ့ Papa Smurf ကဒီလိုအခြေအနေမျိုးအတွက်သူကကြိုတင်ပြင်ဆင်ထားတာတခုရှိတဲ့အကြောင်းကိုပြောနေပြီးကန်လို့ခေါ်တဲ့နေရာကိုရောက်အောင်သွားကအကူအညီတောင်းဖို့အတွက်ပြောလိုက်ပါတယ် Papa Smurf အဖမ်းခံလိုက်ရလို့ Smurf တွေအားလုံးကလည်းကြောက်ဖြစ်နေတော့ Brainy ကငါတေချာစဉ်းစားကြည့်လိုက်တော့အဲ့လိုလုံနိုင်တဲ့ဝိဇာဆိုးဆိုလို့ဂါဂါမဲတယောက်ပဲရှိတယ်လို့ပြောလိုက်ပါတယ်။ Smurf ဖက်ကနိုးနေရဲ့အစွမ်းကိုတုံးခိုင်းပြီးတော့ရဲတိုက်မှာအေးရအေးချောင်းနှက်နေတဲ့ဂါဂါမဲကိုဆွဲခေါ်လိုက်ပါတယ်ပြီးတော့ဝိုင်းပြီးဖမ်းလိုက်ကြကဖမ်းသွားတဲ့ Papa Smurf ကိုပြန်လွှတ်ပေးဖို့ပြောလိုက်ကြပေမဲ့ဂါဂါမဲကအဲ့ဒါသူဖမ်းတာမဟုတ်တဲ့အကြောင်းကိုပြန်ပြောနေရပါတယ်။အဲ့ဒီအချိန်မှာပဲရှက်ပြကရောက်လာပြီးတော့ Papa Smurf အခန်းထဲကနေကန်လို့ခေါ်တဲ့နေရာကိုတွားလို့ရတဲ့တချင်းခွေတွေ့တဲ့အကြောင်းကိုလာပြလိုက်ပါတယ်။ဒါကြောင့်တချင်းခွေကိုဖွင့်ပြီးတော့နေရာကိုရှာကြည့်ဖို့အတွက်လုပ်ပေမဲ့တချင်းဖွင့်ဆက်ကပွင့်လာပြီးအဲ့ဒီမှာရှိတဲ့ Smurf တွေအားလုံးကိုစုပ်ယူသွားပါတယ်။အဲ့ဒါကအာကာသနဲ့စัจ java တွေကိုဖျက်ပြီးပို့ပေးနိုင်တဲ့ teleport ဆက်ဖြစ်ပြီးတော့သူတို့ကအချိန်စီးကြောင်းအတိုင်းဆက်သွားနေရင် Perry မြို့ကိုရောက်သွားပါတယ်။ Smurf ဖက်ကသူတို့အစီအစဉ်အတိုင်းကန်ကိုရှာပြီး Papa Smurf ကိုကယ်မယ်လို့ Smurf တွေအားလုံးကိုပြောပြီးခီးဆက်ခဲ့ပါတယ်။ရာဇာမဲကတော့မှော်ကျန်းစာအုပ်တွေပိုင်းတဲ့ဝိဇာဆိုးတွေနဲ့အဆက်အသွယ်လုပ်နေပြီးအဲ့ဒီထဲဝိဇာဆိုးတစ်ယောက်ကကျန်းလေးကျန်းမပေါင်းစီးနိုင်ရင်စัจ java ကိုလည်းထာဝရအမောင်ဖုံးလို့မရနိုင်ဘူးလို့ဒေါသထွက်ပြီးအော်ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ရာဇာမဲကကျန်းစာအုပ်ကိုတွေးဖို့အရန်နှိစက်နေတဲ့အတွက်သူ့ကိုအချိန်နည်းနည်းပေးဖို့အဖွဲ့ဝင်တွေကိုတောင်းပန်လိုက်ပါတယ်ဝိဇာဆိုးအဖွဲ့ဝင်တွေကလည်းဒီတစ်ခါရှာမတွေ့ရင်သူ့နေရာမှာလူစားထုတ်ပစ်မယ်လို့ပြောနေတဲ့အချိန်ဂျိုးကအရေးကြီးကိစ္စပေါ်လာလို့ရာဇာမဲကိုအခန်းထဲကလာခေါ်သွားပါတယ်အဲ့ဒီနောက်သူတပြည့်ဖန်ထားတဲ့ Papa Smurf ကိုတွားကြည့်လိုက်ပြီးချက်ချင်းပဲကျန်းစာအုပ်ကိုပေးဖို့အတွက်တောင်းနေတာကြောင့်အဲ့ဒီစာအုပ်ကိုသူဖျက်ဆီးပစ်ခဲ့တယ်လို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်။ရာဇာမဲကစာအုပ်သူ့စီမှာမရှိရင်သူ့ရွာမှာရှိမှာပဲဆိုပြီးခုနကတွားခဲ့တဲ့ဝင်ပေါက်ကိုထပ်သွားရှာဖို့အတွက်သူ့တပည့်ဂျိုးကိုလှုပ်ခိုင်းလိုက်ပေမဲ့အဲ့ဒီဝင်ပေါက်ကနေသူ့ရဲ့အကူဖြစ်သူဂါဂါမဲပြုတ်ကျလာတာကိုတွေးလိုက်ရပါတယ်။ပြုတ်ကျလာတဲ့ဂါဂါမဲကလည်း Papa Smurf ကိုဖမ်းထားတာကသူ့ညီဖြစ်နေတာကိုတွေးလိုက်ရပြီးပျော်သွားပေမဲ့ရာဇာမဲကတော့သူ့ရဲ့အကူကိုကြည့်မရတဲ့သူဖြစ်ပြီးတော့ဂါဂါမဲပြောနေတာတွေကိုလည်းဂရုမစိုက်ဖဲနဲ့စာအုပ်ကိုဆက်ပြီးရှာခိုင်းလိုက်ပါတယ်။ Perry ကိုရောက်လာပေမဲ့ကန်လို့ခေါ်တဲ့နေရာကိုရှာဖို့အတွက်နိုးနှိမ့်တဲ့ Smurf အဖွဲ့ကလည်းလူသွားလမ်းမှာရှောက်သွားနေပြီးနောက်ကနေလည်းခွေးတွေကလိုက်လာတော့ထွက်ပြေးနေရပါတယ်။အဲ့လိုနဲ့လမ်းမပေါ်ရောက်သွားကလမ်းတန့်ရှင်းတဲ့ကားနဲ့တိုက်ခံရမလို့ဖြစ်နေတဲ့အချိန်အပေါ်ကနေနောက်ထပ် Smurf တွေရောက်လာပြီးနိုးနှိမ့်တို့အဖွဲ့ကိုကယ်တင်သွားပါတယ်။သူတို့လို Smurf တွေက Perry မှာနောက်ထပ်ရှိနေတာကိုတွေးလိုက်ရတာကြောင့်အားလုံးလန့်သွားကြပေမဲ့ Rosie လို့ခေါ်တဲ့ Smurf ကသူတို့ဟာအပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်စောင့်ကြည့်ရေး Smurf တွေပဲလို့မိတ်ဆက်လိုက်ပါတယ်။နိုးနှိမ့်တဲ့ Smurf ဖက်ကသူတို့ Smurf ရွာကလာခဲ့တဲ့အကြောင်းကိုပြောလိုက်ပြီးPapa Smurf အဖမ်းခံလိုက်ရကကန်ကိုရှာဖို့အတွက်ဒီကိုရောက်လာခဲ့တာလို့ရှင်းပြလိုက်ပါတယ်။ Rosie နဲ့အဖွဲ့က Papa Smurf ရဲ့နာမည်ကိုကြားလိုက်ရတာကြောင့်သူသိတယ်ဆိုပြီးကန်လို့ခေါ်တဲ့ night club တစ်ခုကိုခေါ်သွားပေးလိုက်ပါတယ်။အဲ့ဒီလိုနဲ့ Rosie ခေါ်လာတဲ့နေရာကိုရောက်သွားတော့အခန်းတစ်ခုထဲကနေ Papa Smurf ရဲ့ညီဆိုတာငါပဲဆိုပြီးကန်ကအပြင်ထွက်လာပါတယ်။ကန်ကလည်းသူ့ရဲ့အကိုဖမ်းခံလိုက်ရတဲ့အကြောင်းကိုသိလိုက်ရတော့မော်စာအုပ်ကရောဘေးကင်းရဲ့လားဆိုတာကိုမေးလိုက်ပေမဲ့ Smurf ဖက်တို့ကတော့ဘာစာအုပ်ရဲ့အကြောင်းကိုမသိတဲ့အပြင် Papa Smurf မှာညီရှိနေတယ်ဆိုတာကိုပါမသိတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ကန်ကလည်း Papa Smurf ကိုဖမ်းသွားတာကဝိဇ္ဇာဆိုရာဇာမဲရဲ့လက်ချက်ပဲဖြစ်ရမယ်လို့ Smurf ဖက်တို့အဖွဲ့ကိုအတိအကျပြောပြလိုက်ပါတယ်။ Papa Smurf ကိုကယ်တင်လို့ရှိရင်တွားရမယ့်နေရာကရာဇာမဲရဲ့ရဲတိုက်ပဲဖြစ်ပြီးဘလို့တွားရမလဲဆိုတာစဉ်းစားနေတော့နိုးနှိမ့်ကသူ့ရဲ့မော်ပညာနဲ့ရာဇာမဲရဲ့ရဲတိုက်ကိုတွားနိုင်မဲ့နောက်ထပ်ပေါ်တဲ့နောက်တစ်ခုကိုဖွင့်ပေးလိုက်ပါတယ်။ကန်ကလည်း Papa Smurf ကိုကယ်ဖို့အတွက်နိုးနှိမ့်တို့အဖွဲ့တယောက်ပြီးတယောက်ကိုပေါ်တဲ့တဲကိုပစ်ချပြီးအတူတူလိုက်သွားပေမဲ့တစ်ဖက်မှာတော့ရာဇာမဲကကြိုတင်ပြီးတည်သွားတာကြောင့်နိုးနှိမ့်တို့ရဲ့ပေါ်တဲ့ကိုသူ့ရဲ့ရဲတိုက်စီကိုတန်းရောက်မလာဘဲနဲ့တခြားနေရာကိုပြောင်းသွားအောင်ဂျိုးကိုလှုပ်ခိုင်းလိုက်ပါတယ်။ပြောင်းသွားတဲ့နေရာကိုလည်းရာဇာမဲကတည်နေပြီးတော့အဲ့ဒီနေရာမှာရောက်နေတဲ့ Smurf တွေကိုဖမ်းဖို့သူတပိဂျိုးနဲ့အတူပြင်ဆင်လိုက်ပါတယ်။ကန်နဲ့နိုးနှိမ့်တို့အဖွဲ့ကလည်းတခြားနေရာကိုပေါ်တဲ့ရောက်သွားပြီးဩစတြေးလျတိုက်ကကနာရတစ်ခုတည်းပြုတ်ကျသွားပါတယ်။ကန်ကောင်းလို့သူတို့ရောက်နေတဲ့နေရာကိုကန်ကတီးတဲ့အပြင်
အဲ့ဒီနေရာကဆနူရာပုတ်တွေရဲ့နေရာဖြစ်နေပြီးသူတို့ကိုအကူအညီတောင်းဖို့အတွက်ကိတ်မုံလိုတယ်လို့ပြောကနိုးနှင်းကိုကိတ်မုံပေးပြီးကြောက်တုံးအောက်ကနေရာကိုတွားခိုင်းလိုက်ပါတယ်ကိတ်မုံနဲ့နိုးနှင်းကိုပုတ်တကောင်ကဆွဲယူသွားတာကိုတွေ့သွားပြီးစမတ်တွေအားလုံးလည်းနိုးနှင်းကိုဆွဲထားပေမဲ့သူတို့အားလုံးပါအဆွဲခံလိုက်ရပါတယ်အထဲမှာတော့ပုလို့ခေါ်တဲ့ကန်နာရမြင်စာမျိုးစိတ်တွေနေထိုင်ပြီးတော့ကန်နဲ့နိုးနှင်းတို့အဖွဲ့ကိုပူပေါက်လေးတွေကသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မမပူစီကိုခေါ်သွားပေးလိုက်ပါတယ်ကန်နဲ့မမပူကလည်းမိတ်ဆွေဟောင်းတွေဖြစ်တာကြောင့်ကန်ကသူတို့သွားခြင်းတဲ့နေရာကိုပြန်ပို့ပေးဖို့အကူအညီတောင်းလိုက်ပါတယ်မမပူကတန်ရာတန်ကြီးပေးရမယ်လို့ပြောလိုက်တော့ကန်ကသူ့ဖိုးပေးထားတဲ့နာယီကိုပေးပြီးရာဇာမဲရဲ့ရဲတိုက်ကိုပို့ပေးဖို့အတွက်မမပူကိုအကူအညီတောင်းလိုက်ပါတယ်မမပူကလည်းအစကတော့သွားခြင်းတဲ့နေရာကိုပို့ပေးဖို့အတွက်လှုပ်လိုက်ပေမဲ့သွားမယ့်နေရာကရာဇာမဲရဲ့ရဲတိုက်ဖြစ်နေတာကြောင့်အနေရများတဲ့နေရာတွေကိုပို့မပေးနိုင်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ရာဇာမဲကဝိဇ္ဇာဆိုးတွေနဲ့အတူတူအလုပ်တွဲလုပ်နေတာဖြစ်ပြီးပျောက်နေတဲ့စာအုပ်ကိုသာတွေ့သွားမယ်ဆိုလို့ရှိရင်စကြဝဠာတစ်ခုလုံးကိုအမှောက်တိုက်သွင်းပြီးသူတို့လမ်းမှာဝင်ရှုပ်သမျှကိုလည်းရှင်းပစ်မှလို့နိုးနှိမ့်တို့အဖွဲ့ကိုပြောပြလိုက်ပါတယ်။မမပုပြောနေတာကိုကြားလိုက်ရတဲ့အခါမှာတော့နိုးနှိမ့်ကလက်ဖြတ်သွားပြီးတော့အဲ့ဒီနေရာကနေထွက်ပြေးသွားတာကြောင့်စမတ်ဖက်ကလည်းနောက်ကနေပြေးလိုက်သွားရပါတယ်ပပစမတ်အဖမ်းခံရတာသူ့ကြောင့်ဖြစ်နေပြီးတော့မမပူပြောသလိုစကြဝဠာကြီးကအမှောက်ဖုံးသွားမယ်ဆိုလို့ရှိရင်ဒီပြဿနာရဲ့အစကသူဖြစ်နေတာပဲဆိုပြီးတော့စမတ်ဖက်ကိုရင်ဖွင့်လိုက်ပါတယ်အတူလိုက်လာတဲ့စမတ်ဖက်ကလည်းဖြစ်ပျက်သွားတဲ့ကိစ္စတွေမှန်သမျှကအကြောင်းရင်းရှိလို့ဖြစ်ပြီးနိုးနှိမ့်ကတမင်ရည်ရွယ်ပြီးတော့လုပ်ခဲ့တဲ့ကိစ္စမဟုတ်တာကြောင့်သူတို့အပါအဝင်ပပစမတ်ကလည်းနားလည်ပေးနိုင်တဲ့အကြောင်းကိုအားပေးလိုက်ပါတယ်စမတ်ဖက်ရဲ့အားပေးစကားတွေကြောင့်နိုးနှိမ့်ကလည်းစိတ်အေးသွားပြီးရုတ်တရက်လျှက်စီးဖြစ်တဲ့အတန်ကြာတော့သူတို့နှစ်ယောက်ဖွဲ့စီကိုပြန်သွားလိုက်ပေမဲ့ပို့တို့နေတဲ့နေရာကပျက်စီးနေတာကိုတွေးလိုက်ရပြီးရာဇာမဲလာသွားမှသိလိုက်ရပါတယ်ကြောက်တုံးထဲကနေမမပုတ်တယောက်သာလွတ်လာတဲ့အပြင်ကျန်တဲ့စမတ်တွေနဲ့သူ့ရဲ့ပူလေးတွေအကုန်လုံးကိုလည်းရာဇာမဲကဖမ်းခေါ်သွားပြီဆိုတာကိုပြောပြလိုက်ပါတယ်မမပုကသူ့ရဲ့ကလေးတွေကိုဖမ်းခေါ်သွားတဲ့ရာဇာမဲကိုဒေါသထွက်သွားပြီးချက်ချင်းရဲတိုက်ကိုလိုက်သွားဖို့အတွက်လှုပ်လိုက်ကနိုးနှိမ့်တို့ကိုလည်းတပါးတဲ့ကားနဲ့ခေါ်သွားလိုက်ပါတယ်စမတ်တွေကိုဖမ်းခေါ်သွားတဲ့ရာဇာမဲကသူ့ရဲ့ရဲတိုက်ထဲကိုရောက်တော့မော်ကျန်းစာအုပ်ဘယ်မှာရှိလဲဆိုတာကိုထပ်ပြီးစစ်မေးနေပေမဲ့ဒီတစ်ခါမှလည်းဘသူကမှစာအုပ်ရှိတဲ့နေရာကိုပြောမပြဘဲနေလိုက်ကြပါတယ်ပပစမတ်ကကန်ကိုတွေးလိုက်ရတော့ညီကိုလိုနှုတ်ဆက်မယ်လို့စမတ်တွေကထင်ထားပေမဲ့တကယ်တမ်းမှာတော့ကန်ကပပစမတ်ကြောက်နေခဲ့လို့ယွန်းလို့ခေါ်တဲ့သူတို့အကိုကြီးတည်သွားရတယ်ဆိုပြီးပပစမတ်ကိုမုန်းနေတာကြောင့်တခြားစမတ်တွေလည်းအံ့ဩသွားခဲ့ပါတယ်မမပူနဲ့နိုးနှိမ့်တို့ကလည်းမြို့နှစ်မြို့မှာရှိတဲ့ရာဇာမဲရဲတိုက်အနားရောက်သွားပေမဲ့ရဲတိုက်ကအလုံးပိတ်ထားတာမလို့ရဲတိုက်ထဲကိုဝင်ဖို့အခက်တွေ့နေပါတယ်စမတ်ဖက်ရဲ့အကြံပေးချက်ကြောင့်ရာဇာမဲရဲတိုက်ကိုအမြဲလာပိုးတဲ့စားစရာပိုးသမားနောက်ကနေသူတို့၃ယောက်ခိုးလိုက်သွားပါတယ်ရာဇာမဲကလည်းသူ့ရဲ့အကိုကမဲရောက်လာတာကိုမကြေမနက်ဖြစ်နေပြီးညီကိုဖြစ်နေတာကြောင့်ဒီခံကရဲတိုက်ကနေမောင်းထုတ်ဖို့အတွက်တွေးတောနေပါတယ်သူကမော်ကျန်းစာအုပ်တုလက်ထဲရောက်ရင်စကြဝဠာကြီးကိုဝိဇ္ဇာဆိုးမဟာမိတ်အဖွဲ့နဲ့အတူအမောက်တိုက်သွင်းမယ်လို့သူ့ကိုပြောပြပြီးအခုတော့စမတ်တွေကိုအရင်တုတ်တင်ရမယ်ဆိုကကာမဲကိုနောက်ကလိုက်ခိုင်းခဲ့ပါတယ်စားစရာလာပိုးတဲ့သူကရဲတိုက်ရှိမှမုံအိတ်ကိုထားခဲ့လိုက်ပြီးရဲတိုက်ထဲကနေအဆောင်တယောက်ကမုံအိတ်ကိုလာယူလိုက်ပါတယ်အခန်းထဲရောက်တော့မုံတွေကိုထုတ်လိုက်ပြီးအိတ်ကိုခြေလိုက်ကမီးပုံနဲ့ပစ်လိုက်ပေမဲ့စမတ်ဖက်တို့ကလည်းအိတ်ပြင်ကိုထွက်လာနိုင်ကရဲတိုက်ထဲကိုလည်းရောက်သွားခဲ့ပါတယ်ဒီလိုနဲ့အချိန်ကြာသွားတော့ကျန်းစာအုပ်ရှိတဲ့နေရာကိုမေးမရတာကြောင့်ရာဇာမဲကလည်းစိတ်တူလာပြီးစမတ်တွေအကုန်လုံးကိုဖိစက်နဲ့ဖိပြီးတက်ပစ်ဖို့အတွက်လုပ်နေကမော်ကျန်းစာအုပ်ရှိရာကိုလည်းစက်တိုက်မင်းနေပေမဲ့ပပစမတ်တို့ကလည်းအဆုံးထိမသိဘူးဆိုပြီးညင်းနေပါတယ်အဲ့ဒီအချိန်ခန်းကိုနိုးနှိမ့်တို့ကဖောက်ဝင်လာပြီးသူ့ရဲ့အစွမ်းနဲ့ချင်းချောက်လိုက်ကစမတ်တွေနဲ့ပူတွေအကုန်လုံးကိုလှုပ်ပေးလိုက်ဖို့အတွက်ပြောနေပါတယ်ဒါပေမဲ့အစွမ်းသုံးတော့မဲ့အချိန်နိုးနှိမ့်ရဲ့အုတ်ထုပ်ထဲကနေမော်ကျန်းစာအုပ်ကနှာချေလိုက်တာကြောင့်အားလုံးကလည်းစာအုပ်ကိုတွေ့ပြီးအံ့ဩသွားပါတယ်တစ်ချိန်လုံးနိုးနှိမ့်ရဲ့အုတ်ထုပ်ထဲမှာပုံနေပြီးအစွမ်းသုံးပေးနေခဲ့တာဖြစ်လို့နိုးနှိမ့်ကသူ့မှာဘာအစွမ်းမှမရှိဘူးဆိုတာကိုပါသိသွားပါတယ်နိုးနှိမ့်ကလည်းထပ်ပြီးတော့စိတ်ပြတ်သွားလို့စာအုပ်ကအစွမ်းကိုရှာတွေ့ဖို့အချိန်လိုတာကြောင့်သူကအခုတလောဝင်ပြီးအချိန်ဆွဲပေးခဲ့တာလို့ပြောကစိတ်အားမငယ်ဖို့အတွက်ပြောပေးနေတော့မှာပဲအဲ့ဒီနေရာမှာရာဇာမဲကရှိနေသေးတာကြောင့်စာအုပ်ကိုအစွမ်းနဲ့ယူသွားလိုက်ပါတယ်ပြီးတော့အားလုံးရဲ့အရှိမပဲစာအုပ်ကိုသူ့ရဲ့အစွမ်းနဲ့မကောင်းတဲ့စွမ်းအားဖြစ်ကိုပြောင်းပစ်လိုက်ပြီးစကြဝဠာကိုအမှောက်တိုက်သွင်းဖို့ဝိဇ္ဇာဆိုးတွေစီကိုတွားဖို့ပြင်ဆင်လိုက်ပါတယ်ကာမဲကလည်းဝိဇ္ဇာဆိုးတွေစီတွားမဲ့သူ့ညီရဲ့နောက်ကိုလိုက်သွားပေမဲ့ရာဇာမဲကသူ့နဲ့သူ့ကြောင့်ကို14မှကြီးမရတာကြောင့်ခါတီးတီးပြောပြီးနှင်ထုတ်လိုက်ပါတယ်
အဲ့ဒီနောက်တော့ရာဇာမဲကစာအုပ်ကိုယူပြီးတော့ဝိဇ္ဇာဆိုးတွေစီကိုထွက်သွားတာကြောင့်စမတ်တွေကလည်းကာကာမဲရဲ့အကူအညီနဲ့ဂျိုးကိုတိုက်ခိုက်လိုက်ကြပြီးဖိစက်နဲ့ချုပ်ထားလိုက်ကြပါတယ်အဆောင်တွေထက်ရောက်လာတော့ကာကာမဲကသူ့ရဲ့ကြောင်ကိုမော်စွမ်းနဲ့အတောင်မှတ်တက်ပေးလိုက်ပြီးစမတ်တွေနဲ့ပုတ်တွေအကုန်လုံးကိုလည်းရဲတိုက်ကနေဖောက်ထွက်အောင်လုပ်ပြီးကဲတင်လိုက်ပါတယ်ရဲတိုက်နဲ့မနီးမဝေးတနေရာကိုထွက်ပြေးလာကြပြီးတော့အောက်ဘက်ကိုရောက်တဲ့အခါမှာကန်နဲ့အဆင်ပြေဖို့အတွက်ပါပါစမတ်ကသူ့ရဲ့အမားကိုဝန်ခံပြီးတောင်းပန်လိုက်ပါတယ်စမတ်အားလုံးကဘာတွေဖြစ်နေတာလဲဆိုပြီးမေးကြည့်လိုက်တော့ပါပါစမတ်ကလည်းဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကိုပြန်ပြောပြပေးလိုက်ပြီးတစ်ချိန်လုံးကသူတို့ညီကို၃ယောက်ကရာဇာမဲနဲ့တိုက်ခိုက်ခဲ့ကြပါတယ်ထွက်ပြေးလာတဲ့မော်ကျန်းစာအုပ်ကိုလည်းသူတို့၃ယောက်ကကာကွယ်ပေးရမှာဖြစ်ပြီးရာဇာမဲနဲ့တိုက်ခိုက်ပေမဲ့အကိုကြီးဖြစ်တဲ့ယွန်ကစာအုပ်ကိုပါပါစမတ်စီမှာပဲပေးထားခဲ့တာဖြစ်နေပါတယ်ရာဇာမဲရဲ့အစွမ်းနဲ့အင်ကြီးတစ်လုံးကို၃ယောက်သားအပေါ်ပြုတ်ကျအောင်လှုပ်လိုက်ပြီးထွက်ပြေးလိုက်ရကပါပါစမတ်ရဲ့ပေါ်ဆမှုကြောင့်စာအုပ်ကအောက်ကိုပြုတ်ကျသွားပါတယ်အဲ့ဒီအချိန်မှာပဲယွန်ကစာအုပ်ကိုအပြေးသွားယူလိုက်ပြီးတော့ပါပါစမတ်ကိုပြန်ပေးလိုက်ကသူကတော့ရာဇာမဲအစွမ်းသုံးထားတဲ့ပေါ်တယ်တဲ့ကိုပြုတ်ကျသွားပါတယ်ယွန်အတွက်ဆက်ပြီးတော့ရာဇာမဲကိုတိုက်ခိုက်နိုင်ယူပြီးကျန်းစာအုပ်ကိုကာကွယ်ဖို့အတွက်ပါပါစမတ်ကအဲ့ဒီနေရာကနေထွက်ပြေးသွားပြီးရှင်ပြောသလိုမျိုးစာအုပ်ကိုကာကွယ်ဖို့အတွက်ရွေးချယ်ခဲ့တာပဲဖြစ်နေပါတယ်ကန်ကလည်းပါပါစမတ်ကိုမုန်းနေတာဖြစ်ပေမဲ့ရှင်ပြောခဲ့တဲ့စာအုပ်ကိုကာကွယ်ပေးပါဆိုတဲ့စကားကိုအခုမှကြားလိုက်ရတာကြောင့်ပါပါစမတ်ကိုခွင့်လွှတ်ပေးလိုက်ပြီးတော့နှစ်ယောက်သားပြန်ပြီးတော့အဆင်ပြေသွားပါတယ်စမတ်တွေကစာအုပ်ကိုဘယ်လိုရှာရမလဲတွေးနေတဲ့အချိန်ကာကာမဲရောက်လာပြီးရာဇာမဲရဲ့နောက်ကိုလိုက်ဖို့အတွက်ဒီကိစ္စမှာကူညီပါရစေဆိုပြီးလာတောင်းဆိုလိုက်ပါတယ်တကယ်တော့သူ့ရဲ့ညီကသူ့ကိုမလေးမစားလုပ်သည့်အပြင်အော်ငေါက်ပြီးနှင်ထုတ်လိုက်တာကြောင့်ကလေးစားချေဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်ရာဇာမဲရဲ့နောက်ကိုလိုက်နိုင်အောင်သူကကူညီပေးမှဖြစ်ပြီးဒီကိစ္စပြီးသွားလို့ရှိရင်သူတို့ကအရင်လိုရန်သူတွေဆက်ဖြစ်လိမ့်မယ်ဆိုတာကိုပြောပြလိုက်ပါတယ်ပပစမတ်တို့ကလည်းကာကာမဲနဲ့ငင်းချမ်းရေးယူလိုက်ကြကရာဇာမဲရဲ့နောက်ကိုဆက်ပြီးတော့လိုက်သွားကြပါတယ်ရာဇာမဲကတော့ဝိဇ္ဇာဆိုးတွေစီကိုသွားပြီးတော့စာအုပ်ကိုရလာတဲ့အကြောင်းပြောနေပေမဲ့ဝိဇ္ဇာဆိုးတွေကသူ့ကိုမလေးမစားဆက်ဆံတာအကြောင်းစာအုပ်ရဲ့အစွမ်းနဲ့ပဲဝိဇ္ဇာတွေကိုရေဘူးထဲထည့်ပိတ်လိုက်ပြီးသူတို့စီကနောက်ထပ်စာအုပ်၃အုပ်ကိုပါအပိုင်သိမ်းလိုက်ပါတယ်သူတယောက်တည်းနဲ့စကြဝဠာကြီးကိုထိန်းချုပ်ဖို့အတွက်လုပ်နေပြီးတော့စာအုပ်လေးအုပ်ကိုပေါင်းပြီးပေါ်တဲ့တစ်ခုလုပ်နေတော့ကာကာမဲရဲ့အကူအညီနဲ့စမတ်တွေရောက်လာပါတယ်ရာဇာမဲကိုတားဖို့အတွက်စူးစမ်းပေမဲ့စာအုပ်ရဲ့အစွမ်းနဲ့ပဲပပစမတ်နဲ့စမတ်တွေအားလုံးကိုပေါ်တဲ့ထဲကိုထည့်လိုက်ပါတယ်အစွမ်းမရှိပေမဲ့အားလုံးကိုကယ်တင်ဖို့အတွက်စိတ်အားထက်သန်နေတဲ့နိုးနှင်းကလည်းစမတ်ဖက်နဲ့ပေါင်းလိုက်ပြီးအာယုံများနေတဲ့ရာဇာမဲရဲ့လက်ကနေစာအုပ်ကိုပြန်လူလိုက်ကြပါတယ်ပြီးတော့ဂျားတိုင်မန်ရှင်းကြောက်ကြီးတဲ့ထွက်ပြေးလိုက်ကြပြီးတော့တခြားတိုင်မန်ရှင်းမျိုးစုံကိုဖျက်ကျော်ကအမုံတိုင်မန်ရှင်းတစ်ခုကိုအရောက်မှာအပြင်ဘက်ကနေတကားပိတ်ချထားလိုက်ပါတယ်အဲ့ဒါကြောင့်ပဲရာဇာမဲကိုတခြားတိုင်မန်ရှင်းတစ်ခုမှာပိတ်ထားလိုက်နိုင်ပြီလို့ထင်သွားကနောက်ဆုံးမှာတော့သူတို့ရဲ့ရွာလေးကိုပြန်ရောက်သွားပါတယ်အိမ်ထဲမှာပပစမရှိနေတာကိုတွေးလိုက်ရပြီးစာအုပ်ကိုပေးလိုက်တော့ရာဇာမဲဖြစ်နေကမင်းတို့တွေအိမ်မက်တိုင်မန်ရှင်းထဲကိုရောက်နေတာလို့ပြောကစာအုပ်ကိုသူတို့စီကနေပြန်လူယူလိုက်ပါတယ်နိုးနှင်းကလည်းရာဇာမဲကိုတားဖို့လုပ်ပေမဲ့ဂယုမဆိုင်ဖဲမင်းကအလာကားကောင်းပါဆိုပြီးအစွမ်းနဲ့ပြစ်လိုက်တာကြောင့်သတိမေ့သွားကအိမ်မက်ကဘာထဲကိုရောက်သွားပါတယ်အိမ်မက်ထဲမှာလည်းပပစမတ်ကိုပြန်တွေးလိုက်ရပြီးတော့နိုးနှင်းကလည်းရာဇာမဲကိုရှုံးနေသွားလို့တောင်းပန်လိုက်ပေမဲ့ပပစမတ်ကအလုပ်တစ်ခုကိုရှာဖို့အတွက်အချိန်လိုတလောက်ယူပြီးစိတ်ရှိထားဖို့အတွက်ပြောနေပြီးအခုတော့မင်းချိန်ကြပြီလို့ပြောတာကိုကြားလိုက်ရပါတယ်ပြန်တတိယလာတော့ရာဇာမဲကသူ့ရဲ့အစွမ်းနဲ့ပြစ်လိုက်ပေမဲ့ဒီတစ်ခါမှာတော့နိုးနှင်းရဲ့လက်ထဲကနေအစွမ်းတွေထွက်လာကရာဇာမဲကိုတိုက်ခိုက်လိုက်နိုင်သည့်အပြင်အခြားစမတ်တွေကိုပါကယ်တင်ပေးလိုက်ပါတယ်ရာဇာမဲကလည်းဒေါသထွက်ပြီးပြန်တိုက်ခိုက်ဖို့လုပ်ပေမဲ့နိုးနှင်းရဲ့အစွမ်းတွေကစွာကြီးတာကြောင့်ရာဇာမဲဟာရှုံးနိမ့်သွားပါတယ်နိုးနှင်းနဲ့စမတ်တွေအားလုံးကပေါင်းလိုက်လို့ကျန်းစာအုပ်တွေကိုလွှတ်ပေးလိုက်ကရာဇာမဲကိုလည်းအပီးတိုင်တိုက်ခိုက်လိုက်နိုင်ပြီးနောက်ဆုံးမှာတော့တခြားတိုင်မန်ရှင်းတွေကိုပို့ပစ်လိုက်ကြပါတယ်ရာဇာမဲကလည်းရှုံးနိမ့်သွားပြီးတော့ဂါဂါမဲကိုအကူအညီတောင်းဖို့အတွက်လုပ်ပေမဲ့ဂါဂါမဲကသူနဲ့သူ့ကြောင့်ကိုစော်ကားခဲ့လို့နောက်ကျသွားပြီလို့ပြောကဒီတိုင်းပဲရက်ကြည့်နေလိုက်ပါတယ်နိုးနှင်းကလည်းအစွမ်းတရသွားပြီးနာမည်အစ်စ်ပေးဖို့လုပ်ပေမဲ့မော်စွမ်းတွေပါတဲ့ကိစ္စတွေလည်းဖြစ်သွားတာကြောင့်ပပစမတ်ကဒီတိုင်းပဲနာမည်ကိုမော်ဆရာဆိုပြီးတော့မဲ့ခေါ်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဝင်ပေါက်ကနေပျောက်သွားပြီးဖြစ်တဲ့ရွန်ကပြန်ပြီးတော့ပေါ်လာတာကြောင့်နောက်တက်ရနေတဲ့ပပစမတ်နဲ့ကန်ကလည်းရွန်ကိုပြေးပြီးဖက်ရင်နှုတ်ဆက်လိုက်ကြပါတယ်အားလုံးအဆင်ပြေသွားပြီဖြစ်လို့နိုးနှင်းကလည်းသူ့ရဲ့အစွမ်းကိုပဲတုံးပေးလိုက်ပြီးတော့ရွာကိုပြန်ပို့ပေးလိုက်ကဘေးကင်းသွားတဲ့မော်ကျန်းစာအုပ်လေးနဲ့အတူတူရွာကိုရောက်လာကြပြီးတော့အောင်ပွဲခံကနေလိုက်ကြရင်းနဲ့ဇလန်းလေးကိုဒီမှာပဲအဆုံးသတ်ထားပါတယ်